လူပီတာဖို့အများကြီးမလိုပါဘူးစာနာတတ်တဲ့နှလုံးသားလေးရှိရင်ကိုပြည့်စုံပါပြီလူပီတာတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်အဓိကလိုအပ်ချက်ဟာကိုချင်းစာတရားပါပဲလူတွေကလူပီတာခြင်းရင်သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့စိတ်ထားလေးရှိဖို့လိုအပ်ပါတယ်လူဆိုတာစိတ်ကောင်းရှိလားလေစာနာတတ်သီးခံတတ်လားလေပါပဲစိတ်ယုတ်ရှိလားလေအညှိုးကြီးတဲ့အာဃာတကြီးတဲ့လားလေပါပဲလူကမွေးလို့လူဖြစ်လာပြီမဲ့လူဖြစ်ပြီးလူလိုမကျင့်ရင်လူလို့မခေါ်ထိုက်ပါဘူးလူပီတာပြီးလူသားဆန်နဲ့လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဘာအရေးအချင်းမှရှိနေဖို့မလိုပါဘူးကိုရင်ထဲမှာကိုချင်းစာတရားဆိုတဲ့လူချင်းအပေါ်စာနာတတ်တဲ့နှလုံးသားတစ်စုံရှိနေဖို့ပဲလိုတာပါလူကတော့အမျိုးမျိုးရှိပါတယ်လူလိန်လူယုံမာလူကန့်လန့်လူကောင်းလူလိန်မာစသဖြင့်လူမျိုးစုံရှိနေပါတယ်အစိုးဆုံးကလူယုံမာပါအဲ့ဒီလိုလူတွေထဲမှာကိုကလူယုံမာမဖြစ်အောင်စ조사နေထိုင်ရမယ်ဘဝမှာလူတော်တော်များများဟာဘွယ်ရူးကုန်လူတွေနဲ့ပိုင်ဆိုင်မှုတွေကိုကြည့်ပြီးအပေါ်ယံအကဲဖြတ်ကအဆင့်တန်းရှိတယ်လို့သတ်မှတ်နေကြတယ်တကယ်တော့လူမပီသားမှုဆိုတာအပြစ်တင်ဝေဖန်တတ်သူအတ္တကြီးသူတကူကောင်းဆန်သူညူစုတတ်သူအတင်းအဖျင်းပြောတတ်သူချဲ့လှဲ့တတ်သူအဲ့ဒီလိုလူတွေဟာလူမပီသားတဲ့လူတွေထဲမှာပါပါတယ်